Hello အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒီနေ့မှာတော့ဒီသရှင်းတွေတိခတ်သိဆိုတဲ့နေရာမှာအရေးပါတဲ့အချက်ကလေးတစ်ခုပေါ့เนาะအဲ့ဒီဟာလေးကျွန်တော်တစ်ချက်ပြောပြခြင်းတယ်အဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်သရှင်းဆိုတဲ့အခါမှာကျွန်တော်တို့ကဟိုပေါ့ access2 နဲ့ဒါ access2 or AN9 ပေါ့တူတူပဲပေါ့เนาะအဲ့တော့အဲ့ဒီဟာနဲ့တီးရဲ့သရှင်းကိုကျွန်တော်တို့ကရိုး image ကောင်းနဲ့ပဲ TV ဆိုလို့ရှိရင်သူကနည်းနည်းလွှဲနေလိမ့်မယ်ပေါ့เนาะအတန်ထွက်ကဘာလို့လဲဆိုရင်ဒါ image ထွက်တဲ့အတန်ပေါ့ဒါ access2 ကထွက်တဲ့အတန်မတူဘူးပေါ့နော်ပြီးရင်တချို့နေရာမှာ access4 တော့မနေအောင်ရိုးရိုး e ကောပဲတီးလိုက်ရင်လည်းအတန်တော့ကမတူရဘူးပေါ့နောက်ပြီးရင် e ကောမှာသူက image 7တော့တီးရခါလည်းရှိတယ်နော်အဲ့တော့ image 7တန်ဒါ e ကောတန်တော့မတူဘူးပေါ့အဲ့ဒီနေရာမှာကျွန်တော်တို့ကသရှင်းတွေကိုတီးရခါမှာအဲ့ဒီသူ့ထက်အတိုင်းကောကိုအနည်းဆုံးကျွန်တော်တို့ကတီးဖို့လိုပဲပေါ့နော်ဒါမှကျွန်တော်တို့ကဆိုတဲ့အတန်နဲ့ဒီဂီတာတန်နဲ့အလုံးကမူရင်းသရှင်းရဲ့အရာတာကိုသူကရရှိမှာပေါ့နော်အဲ့တော့ဥပမာကျွန်တော်တို့ကဒီကိုငှက်သရှင်းတဲ့တစ်ပုတ်ပေါ့နော်ဒီရှစ်တိုင်းနဲ့မညာသရှင်းလေးပေါ့အဲ့ဒီမှာဆိုလို့ရှိရင်သူဆိုးထားတာကတော့ဒါစီကီးနဲ့တီးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာစီကီးနဲ့တီးမယ်ဆိုရင်တော့ဒီ C7 or CN9 ပေါ့လက်တန်းလေးနှစ်ကျိုးထောက်လိုက်ပေါ့နော်အဲ့ဒီကောနဲ့လည်းတီးလို့ရတယ်နော်ကျွန်တော်ဒီမှာဟိုနဲ့ပဲပြမှာပေါ့နော် A7 ရဲ့အတန်လေးကိုကျွန်တော်ပို့ပြီးကြိုက်လို့ပေါ့အဲ့တော့အဲ့ဒီဟာလေးကိုကျွန်တော်ကပိုဒီမှာတတိယကွက်မှာညှစ်လိုက်တော့ဒါစီကီးပဲဖြစ်တယ်ဒါမှကျွန်တော်ဒီကိုင်နာ A ပေါ့အဲ့တော့ကျွန်တော်ကအဲ့ဒီဟာမှာဆိုလို့ရှိရင် A7 ပါမယ်ပြီးရင် A major 7တန်လေးပါမယ်ပြီးရင် B minor 7လေးပါမယ်ပြီးရင် E7 ပြီးရင် E ကောတော့အဲ့ဒီဟာလေးပါမယ်အဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ရှိကျွန်တော်အစမ်းဟိုပါပေါ့နော်တစ်ပိုက်လောက်ဆိုပြအောင်နော်တစ်ချောင်းလောက်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီစဆိုတဲ့နေရာမှာ access2 တန်ထွက်တဲ့ဂီတာထွက်တဲ့ access2 တန်နဲ့ကျွန်တော်ဆိုရတဲ့တန်နဲ့အဲ့လိုကွက်တီကြမှာအတန်လှမှာပေါ့နော်အဲ့တော့တကယ်လို့ A major ကော့ပေါ့နော်ဒါဆိုရိုးရိုး A major ကော့ထွက်မယ်ဆိုရင်အတန်ကခုနလိုမလှဘူးပေါ့ဒါကြီးကဒီမှာခါလို့နေခြင်းနဲ့အဲ့လိုမျိုးဖြစ်နေမှာအဲ့ခုနမှကြတော့နောက်ကနည်းနည်းလေးအတန်လေးပြောင်းပြီးဝဲသွားတဲ့အတန်လေးပေါ့နော်ဒီမှာခါမှာဆိုရင် तू ကဒါ A major 7ခေါ်တော့ပေါ့နော်ခါလို့နေခြင်းနဲ့နော်အဲ့မှာတချို့ကလည်း A major 7ဒီလိုကင်လို့လည်းရတယ်ဒီလိုကင်လိုက်ရအတူတူပဲပေါ့နော်ပြီးလို့ရှိရင်ဒါ A7 ပြီးရင်ဒီတစ်ချောင်းနဲ့တစ်ကြိုးဒီအကုန်၄ချောင်းပြရအောင်ပေါ့နော်၄ကြိုးကနေတစ်ကြိုးဒီဒါ A6 ပေါ့အဲ့လိုမျိုးပေါ့ကော်လေးရအဲ့လိုမျိုးလေးရှိတယ်အဲ့တော့ကျွန်တော်တို့ကဆိုးတဲ့ခါမှာအဲ့ဒီခုနဒီ major 7တန်လေးတွေရိုးရိုး dominant 7တန်လေးတွေပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တို့ကသူ့အထက်အတိုင်းနေတီးဖို့လိုတယ်ဥပမာဆိုရင်ခုနကျွန်တော်တစ်ချက်ပြန်ပြောမယ်ဒီမှာကားလို့လေခြင်းနဲ့ဘုံမင်းကညာလေနော်ဘုံမင်းကညာလေအဲ့လိုအတန်လေးဒါလို့ရိုးရိုး B minor တီးမယ်ဆိုရင်ဘုံမင်းကညာလေမတူဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေဖြစ်သွားမှာအဲ့တော့7ဆို7တန်လေးဆိုတော့moment can you live in the tido you so say မှာတီတိုးမှာဆိုရင်ကျွန်တော်က access ဆိုပေါ့ in the tido you so say ဆဲကြရိုး image ပေါ့နော် tido you ကျွန်တော် access ပို့မကိုင်းမဲနဲ့ရိုး e ကောနဲ့တီးမယ်ပေါ့ in the tido you so say ဆိုရဲနေရာမှာလေကီးရတန်းတန်းကြီးဖြစ်နေပါတော့เนาะနောက်ကတီတို
ရိုးရိုး echo နဲ့တီးတာ E major ပေါ့တီဒိုဒိုဒိုအတန်တော့ကအဲ့လိုမျိုးလေးဖြစ်သွားမှာနော်တီဒိုဒိုဒီကအဲ့လိုဟိုကကြတော့တီဒိုယေဆုဆေနော်အဲ့လိုမျိုးလေးဖြစ်သွားမှာပေါ့နော်အဲ့တော့ addition မှာလည်းကျွန်တော်အဲ့လိုမျိုးတွေ့ရတယ်ပြီးရင်နောက်ထပ်ကအဲ့ဒီဟောပေါ့ဟောင်းနေခဲ့တော့နေရများလေးပေါ့ addition မှာဆိုရင်ကျွန်တော်ကသူလည်းအဲ့မှာ A section နဲ့ပဲစားသူ့မှာပါဝင်တဲ့ကောကကြတော့ A သူက G flat minor 7เนาะ G flat minor ဒီလိုကိုင်လိုက်တယ်ပေါ့ပြီးလက်တိုင်းထုတ်လိုက်ရင်ဒါ G flat minor 7ပြီးရင်ကျွန်တော်တို့က B minor ပါပြီးရင် E section ပါမယ်ပြီးရင် E ပါအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာဆိုလို့ရှိရင်ခုနရှစ်တိုင်းနဲ့မညပါတီးရဲ့ကောနဲ့တနေရာလေးပဲမတူတော့ဘောเนาะအဲ့ဒီ bass ပိုင်းမှာပေါ့ဒီ A major 7နေရာမှာသူကG flat minor 7လေးဝင်သွားတာပေါ့เนาะအဲ့ဒီညလေးပဲအဲ့တော့ကျွန်တော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီတကြတော့နည်းနည်းကိုငယ်များများနားထောင်နေသူတွေတော့ပဲတီးမှာပေါ့เนาะအဲ့အရှင်းမှာဆိုလို့ရှိရင်ချင်နာစောပေးမပေးမေချစ်သူအခုတော့ပဲမလဲစိတ်တင်းစီရပြုံးနေရင်နဲ့ဆွဲအဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကချင်နာစောအဲ့ဒီမှာချင်နာစောပေးမနော်ပေးမပေးမေချစ်သူအဲ့ဒီမှာကျွန်တော် A ကော့ပဲတီးမှာပေးမပေးမေချစ်သူအယူ A major ကော့ထလက်တာအဲ့တော့ A set 2မှာကျတော့ချင်နာစောပေးမပေးမေချစ်သူနော်ခုတော့ပဲမလဲနော်စိတ်တင်းစေတဲ့ပြုံးတွေရင်နဲ့ဆွဲဟောဆွဲမှာဆိုရင်ရင်ထဲပေါ့ရင်နဲ့ဆွဲ E set ဘက်တန်းနေပါဆွဲနော်အဲ့လိုမျိုးလေးဖြစ်သွားပါအဲ့တော့အဲ့ဒီမှာဆိုလဲအဲ့ဒီခုနပြောဆိုကော့သူတီးရဲ့အတိုင်းလိုက်ပြီးတီးမှအဆင်ပြေပါတော့အဲ့တော့ဒီ pre chorus မှာဆိုလဲအဲ့လိုပဲသူကအဲ့တော့အဲ့မှာဆိုရင် G flat minor G flat minor ပြီးရင်သူက G flat minor မှာ major 7အတန်ပေါ့နော်အဲ့ G flat minor G flat minor major 7ပြီးရင် G flat minor 7ပြီးရင် G flat minor 6အဲ့လိုမျိုးပြောင်းသွားလေးပါတယ်ပေါ့အဲ့တော့အဲ့မှာဆိုကွဲဆိုရင်အဲ့ G flat minor major 7အတန်ကိုကျွန်တော်တို့ရအောင်ဆိုရမှာအဲ့တော့နော်အတန်လို့ဝဲကြောင်လေးပေါ့ရေမာငိုမိကဲဒါကြီးကြောင်ရင်နော်အဲ့ဒီတိုင်းကျွန်တော်တန်ထွက်အောင်ကျွန်တော်ဘော်ကဲလေးစိုးပေးရမှာပေါ့နော်အဲ့တော့ဒါဆိုရင်အဲ့ဒီလိုမျိုးကော့လေးတွေကအဲ့ဒီမျိုးကြီးသရှင်ပြန်လာချိန်လေးတို့ဘာမှမလဲအဲ့လိုဒီ position လေးပါတယ်များပြီးရင်ကိုငှက်ရဲ့တကယ်လို့များမှလဲ core right မှာသူကအဲ့လိုမျိုးပဲတူတူပဲ G flat minor G flat minor major 7 G flat minor 7ပြီးရင် G flat minor 6အဲ့လိုမျိုးတွဲပြီးဆိုသွားတဲ့သရှင်တွေရှိရပါတော့ဥပမာဇော်ဝင်းထုတ်သရှင်တွေနဲ့မှလည်းရှိတယ်အဲ့တော့ဟိုအိမ်တင်းပေါင်းမကွယ်ဆိုတာအဲ့ဒီနေရာ addition မျိုးလေးတွေတို့ addition ရပြီးရင်ဟိုပေါ့နောက်တစ်ခါအဲ့ခန်းစည်းလေးတစ်ဖြက်ဖြက်လောက်ခဲ့သွားအဲ့ဒီနေရာမှာလည်းအဲ့ဒီသူကတော့ A flat minor A minor ကနေစမှနေတူတယ်အဲ့ဒီမှာဆိုတော့လို့ပဲအဲ့လိုမျိုး composition တွေကအဲ့လိုမျိုးလေးဖြစ်သွားမှာအဲ့တော့ပြီးလို့ရှိရင်ဒါမျိုးသွားတယ်ပြီးဒါမျိုးသွားတယ်ပြီးရင်ဒါမျိုးလေးသွားတော့တချို့ကဒါမျိုးတီးတယ်တော့ရတယ်ဥပမာက G flat minor major 7 G flat minor 7ရာရိုး minor 7ပေါ့ပြီးလို့ရှိရင် G flat minor 6ကိုကျွန်တော်ဒီလိုကန်လိုက်တာကအဲ့လိုမကိုင်းမဲ့နဲ့ဒီသုံးချောင်းသုံးလက်သက်ကျွန်းနဲ့ဖိပြီးတော့ဒီလက်ညှိုးကဒီလေးကျိုးလေးကိုဖိတိုင်းတယ်တူတူပဲပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့နောက်တစ်ခုမှဆိုလို့ရှိရင်ကျွန်တော်တို့က A7 နဲ့ဆိုတဲ့အရာလေးတွေရှိသေးတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟိုရှိအောင်မယ်ရင်ကဇလန်လို့ပြီးရင်ဒါရှင်းလားလို့အဲ့ဒီသရှင်လေးတွေရှိတယ်အဲ့တော့ဥမာအခုနာမည်ကြီးနေတဲ့သရှင်တွေပါဆိုရင်အဲ့ဒီဒါရှင်းလားလေးပေါ့နော်ပြန်ပေါက်နေတာပေါ့နော်
အဲ့ဒီအချိန်မှာသူကတကယ်တော့ access2 နဲ့ဆိုတာသူကရိုး image ကောင်းတဲ့တီးနေသူကမှားနေတယ်အဲ့တော့ဥမာဟောပေါ့ဒီ image လုံးဝဒီပထမဆုံး2ပါး3ပါး4ပါးလောက်မှာလုံးဝ access2 ပဲအဲ့ဒီမှာဆိုနော်အဲ့လိုမျိုးအဲ့ဒီမှာဆိုရင်ဟာဘာဒီဖြစ်သွားတာပေါ့ရိုးရိုး access2 ကောနဲ့ major ကောနဲ့ဟာဘာဒီဒါချင်လာကွယ်ဆိုရင်ရိုး image ကောပေါ့နော်ဒါချင်လာကွယ်ရင်မပန်းစင်းနေသူမသိဘူးလားချစ်ဆုံးတရားနေအဲ့ဒီမှာဆိုရင်ဒါကျွန်တော်အတန်းနည်းနည်းဟောပေါ့နော်ဖွင့်မဆိုသေးတာပေါ့နည်းနည်းညင်းနေတယ်လို့ပေါ့နော်အဲ့တော့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့က access2 နဲ့ image ကောလေးကိုတက်လှည့်သေးတယ်ပေါ့ဟာဘာလေးတီးတယ်အဲ့ဒီနေရာမှာကျွန်တော်ရိုးရိုး image ကောနဲ့ပဲတီးမယ်ဆိုရင်ဒါချင်လာကွယ်ဒါရိုး image ကောကထွက်တဲ့တန်အဲ့တော့အဲ့ဒါဆိုတဲ့နေရာမှာလည်းဒီအတန်တော်ကြီးကလုံးဝလှနေပေါ့နော်အဲ့ဒီဒါဆိုတဲ့နေရာမှာလည်းဒီ access2 ဂိုင်တီးမှာကိုအဆင်ပြေမှာအဲ့တော့ဒါချင်လာကွယ်နော်ရင်ပါပါစင်းနေသူမသိဘူးလားအဲ့ဒီချိန်မှာလောတဲ့အဲ့ဒီ bus by မှာအဲ့ဒီဟာလေးပေါ့အဲ့တော့ you image ကောင်းတယ်ပဲတီးနေနော်တိတ်အတန်ကစိုးရတာတိတ်မလှဘူးပေါ့နော်နောက်တစ်ခုမှဆိုလဲဒီဟန်ထွန်းရဲ့အင်အားဇလန်သချင်းလေးပေါ့အဲ့ဒီမှာဆိုလဲသူကအတူတူပဲ access2 နဲ့ A လေးကိုတက်တဲ့ဒီလေးဟာဘာလေးတီးပြီးတာပေါ့အဲ့တော့အဲ့ဒီမှာဆိုရင်တကယ်ဆိုမေးပြလိုက်နောက်ချင်းချင်းတွေမေးထားလိုက်မျိုးလေးစုံကလေးရဲ့ငိုနေနေစီတွေတော့လိုက်ဘယ်လိုဝေးတော့လဲပဲဆိုတဲ့တီချင်နေမှာချောတောင်းပေါ်လို့တဲ့မေးမဝလေးရဲ့ဟိုဝေးမှာအဲ့ဒီမှာဆိုရင်လေကျွန်တော်တို့ကဒီ access2 လေးနဲ့ဆိုမှပဲလှမှာပေါ့နော်ဥပမာကျွန်တော်ရိုးရိုး image ကောင်းလဲဆိုရင်အတန်တော့ကတောင်းတိုင်းဖြစ်နေတယ်ပဲဥပမာတကယ်ဆိုမေးပြလိုက်မေးပြလိုက်နော်ဟောကြတော့တကယ်ဆိုမေးပြလိုက်နော်မေးပြလိုက်အတန်တော့ကလုံးဝမတူတော့ဘူးနော်အဲ့တော့အဲ့ access2 လေးတွေအကြောင်းကိုကိုင်းနေထားဖို့လို့လေပြီးရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီဟောပေါ့ဖိုးကာရဲ့တခြင်းမှာဆိုတော့ဒီလမ်းခွဲတခြင်းမှာ access2 နဲ့တီးရဟာလေးပါတယ်။အဲ့ဒီမှာဆိုလေကျွန်တော်တို့ကသူက image ကောင်းတဲ့တီးတချို့ကလည်း image ကောင်းတဲ့တီးပြီးစိုးနေတာပဲဒါပေမဲ့စိုးတဲ့နေရာမှာကျွန်တော်တို့ကခုနပြောဆိုအတန်တွဲချင်းကွာတဲ့အတွက်စိုးတဲ့အရသာလည်းကွာတယ်နားထောင်တဲ့အရသာလည်းကွာတယ်ပေါ့နော်။အဲ့တော့ဘာမှမရှိတော့တဲ့နော်ရိုး image ကောင်းတဲ့တီးမယ်ဆိုရင်ဘာမှမရှိတော့တဲ့အဲ့ဒါတော့မှာဒါလို့ဆိုရဲသူကတော့ဒီအဆိုတော်ရဲ့အာဟိုဒီတခြင်းဆိုတော့နာယီဝနေတော့သူကတော့ဆိုတာမှန်နေလိမ့်မယ်ပေါ့နော်ကိုကတီးနေရအေးနဲ့ပဲတီးနေနော် image ကောင်းနေပဲတီးနေတော့ဂီတာတန်နဲ့ဆိုတာတွေကနည်းနည်းလွဲနေပါပေါ့နော်အဲ့တော့အဲ့မှာဆိုလဲaccess2 ပါတယ်သူကနော်အဲ့လိုမျိုးလေးပေါ့ဟိုဘာမှမရှိတော့တဲ့ငါစီမနောက်ထမင်းတောင်းဆိုခြင်းသေးလားပြီးမယ်မင်းတပုံပိုင်စားလေအဲ့ဒီမှာကျွန်တော်တို့ကဒီမင်းဓာတ်ပုံဆိုတဲ့နေရာမှာဒီ access4 လေးကိုတီးမှသူကလှတာပေါ့နော်မင်းတပုံအတန်တော့ကမတူနော်မင်းတပုံပိုင်စားလေနော်တကယ်လို့ image ကောင်းလည်းပဲတီးမယ်ဆိုရင်မင်းတပုံနော်တပုံဒါ access4 ဒါ equal တပုံတော့ကြတာတန်နဲ့ကြောတာလိုက်ပြီးတူအောင်ဆိုတာပဲဒါပေမဲ့ခုနအတန်ထွက်ချင်းကွာသွားပြီပေါ့နော်နားထောင်ရတာဆိုကွာသွားအဲ့တော့မင်းတပုံပိုင်စားလေ
ရှိတယ်ပေါ့ပြီးရင်နောက်တစ်ခုကကြောင်းလာကျွန်တော်တို့ကA72 နဲ့စာရည်တခြင်းနဲ့ဒီຢာတွေပဲလားဆိုမဟုတ်ဘူးတော့နောက်ထပ်အများကြီးလည်းရှိအောင်ပါပဲပေါ့နော်ဒါကတော့ကျွန်တော်ဒီအားလုံးလည်းလူသိများမဲ့ဟာလေးကျွန်တော်ရွေးပြီးတော့တစ်ချက်ပြောပြတာပေါ့နော်ပြီးရင်တချို့တခြင်းတွေမှာဆိုရင်အဲ့ဒီ major 7အတန်းတို့7အတန်း dominant 7ခေါ်တာပေါ့နော်ဒီဟာဆို D major 7 D7 E minor အဲ့ဒီဟာမှာဆိုရင်ဥမာကိုငှက်တခြင်းတွေကပဲဒီမြင်းမရှိရဲ့နောက်ပေါ့အဲ့ဒီဟာမှာဆိုလည်းလို့ပဲဟိုပေါ့ဒီပြီးရင်ဒီ major 7လာရင် major 7လာပြီးတော့D7 သွားတယ်နောက်ပြီးရင်မှ E minor သွားတာပေါ့အဲ့တော့အဲ့လိုမျိုးအဲ့တော့ကိုကဒီပဲတီးနေတော့တခြင်းအတန်ခုနနားထောင်ရဲ့နေမှာလို့သိမလှတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီသင်တန်းမှာဆိုရင်ချင်းဒီ browser exercise 1မှာတွေကဒီ E74 လို့เนาะဒီ A72 လို့ပြီးရင်ကျွန်တော်တို့က sorry ပြီးရင်ကျွန်တော်တို့အဲ့ဒီဟိုပါလေG ဟိုပါ major 7တွေ G74 တွေအကုန်လုံး G7 တွေ G minor ဟိုပါ G6 တွေအကုန်လုံးတစ်ခါလေးထည့်တင်တာပေါ့နော်ဒါမှကျွန်တော်တို့ကတရှင်းနေတီးတဲ့ခါမှာတကူတခါကြီးကော့အစ်စ်တွေပြောင်းပြီးလေ့ကျင့်စရာမလိုတော့ဘူးပေါ့တရှင်းလေးကိုကျွန်တော်တစ်ချက်ဟိုစမ်းပြီးဆိုပြမယ်ပေါ့နော်ဒါတော့တိကျပြီပါအဲ့တော့အဲ့ဒီမှာဆိုရင်သူကအေမA74လဲပါဝင်တော့ဝင်ကနေမှာအဲ့လိုမျိုးBaby I'll be say my say no say ဒီ major 7တဲ့အဲ့တော့ Baby I'll be say my sayကလို့အဲ့ဒီမှာကျတော့ဒီပဲတီးနေမယ်ဆိုရင်အတန်တော့က Baby I'll be say my say အဲ့တိုင်းထွက်တော့မှာဆိုရဲအတန်အော်ခုနကသရှင်တွေကဝဲအတန်လေးဝဲသွားတဲ့အတန်လေးပေါ့နော် Baby I'll be say my say ညာခင်းစီစားလေးပါပဲအဲ့မှာညာခင်းမှာဆိုရင်လည်းကျွန်တော်တို့က D7 အတန်လေးညာခင်းစီစားလေးပါပဲတကယ်လို့အဲ့ဒီမှာကျွန်တော် D ကော့ပဲဇက်တိုက်တီးမယ်ဆိုရင်အတန်တော့ကမလှတော့ဟို Baby I'll be say my say ညာခင်းစီစားလေးပါပဲဒါရိုးဒီမီဂျာကောင်းနဲ့ပဲတီးတဲ့အတန်ပေါ့အဲ့တော့ခုနဟာလေးကိုတစ်ချက်နားထောင်ကြည့်ပေါ့ရှင်းပြီးတော့ Baby I'll be say my say I can see something about it Midnight quit darling I can't tell my dog for it beauty What's on the long young old darling Don't know the great TV Don't let itအဲ့ဒီမှာဆိုရင်ဒီ A74 A အဲ့လိုမျိုးလေးပေါ့အဲ့တော့ဒါကြောင့်မို့ကျွန်တော်တို့ကကော့တွေအဲ့ဒီ set4 တန်တို့ major 7တို့ dominant 7တွေအဲ့ကိုင်းတက်ထားဖို့လိုတယ်ပေါ့နော်ဒါမှကျွန်တော်သရှင်းဆိုတဲ့နေရာမှာလည်းအဲ့ဒီဟာတွေကအလုံးဝမိုက်တာပေါ့နော်ဆိုရတဲ့နေရာကိုတီးရတဲ့နေရာအရသာမတူတော့ဘူးပေါ့ပြီးလို့ချင်းကျွန်တော်တို့ကအဲ့ဒီ G ကော့နဲ့ပတ်သက်ပြီးအဲ့ဒီ G major 7တို့ပြီးရင် G6 တို့နော်အဲ့ဒီ G7 တို့ပါတဲ့သရှင်းလေးပေါ့အဲ့ဒီကိုငှက်သရှင်းတွေရမယ်ဘယ်သရှင်းလဲဆိုရင်အဲ့ဒီဟိုຫນွေဦးကန်းကောအဲ့သရှင်းမှာဆိုရင်သူကG ကော့ပါမယ်ပြီးရင် G major 7ပါမယ်ပြီးရင် G6 ကျွန်တော်တင်တဲ့မှာစတင်တော့ beginner level မှာဒီ G ဒါ G major 7 G6 ဆိုရင်ဒါမျိုးလေးပေါ့ဒီသရှင်းမှာဆိုအတန်ပိုးလာအောင်ကျွန်တော်ဒီလို position လေးနဲ့ G ကော့ကိုကိုင်းနေပေါ့ပြီးရင် G major 7ဆိုလဲဒီတိကျိုးတန်ကိုပဲယူလိုက်တော့တာပေါ့နော်7တန် major 7တန်ပြီးရင် G6 ကြတော့ဒီကအတန်နော် E တန်ထပ်ပေါင်းတော့အော်တိကျိုးရဲ့လှကျိုးတန် E တန်နဲ့ဒီလေကျိုးရဲ့ဒီနှစ်ကွက်မြောက်ကိုဖိထားတဲ့အတန်ပေါ့အဲ့ဒီအတန်ကိုကျွန်တော်ယူရပါဘောနော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ကလေကကောများဒီချိန်လေးတိုင်းမှာကိုတတိယဆရာတွေပေါ်လာနေချီရဲ့မမေဘူးတီလာကံစုံလေးမေးနိုင်ဘူးလို့တယ်ကျွန်တော်အဲ့ဒီတစ်ချက်ပြောမှာပေါ့နော်အဲ့တော့လေကကောများဒါရိုးရိုးကြည့်ပြကြမယ်
G major 7ရသွားတယ်နော်အဲ့တော့အဲ့အတန်ကသူကအတန်ထွက်ကမတူဘူးပေါ့နော်ရိုးရိုး G ကော့ပဲတီးနေရတာဆိုလဲရတာတီးရတာမတူတော့အဲ့တော့နေဦးကံကောင်းများဒီချိန်လေးတိုင်းမှာကိုတတိယဆရာတွေနော်ကိုတတိယဆရာတွေဒါဝဝလေးဖြစ်သွားနော်ပေါ်လာမင်းရှိရဲ့မမေဘူးတည်လားနော်ဒါကြည့်စစ်ကံဆောင်လေးမေးနိုင်ဘူးအဲ့တော့ဘူးမှာ A minor ပြီး A minor major 7နော်အဲ့မှာဟာဘာလေးတော့တာ A minor 7ဒါ A minor major 7နော်အဲ့လိုမျိုးလေးအဲ့တော့ A minor major 7ရဲ့ A minor 7ကိုကျွန်တော်လက်ညှိုးလေးပဲလွှတ်လိုက်ရပြီဒီ A minor major 7ပြန်ခိုင်းတယ်အဲ့ဒီနေရာမှာသူကအတန်ရှည်လေးဆွဲသွားတာပေါ့အဲ့တော့ကောက minor ရဲ့အဲ့ဒီ major 7ရဲ့နော် A minor major 7ရဲ့ပြီးရင် A minor 7ရဲ့ပေါ့အဲ့ဒီဟာလေးပဲကျွန်တော်အဲ့ဒီမျိုးတီးသွားတာပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်တော့နွေဦးကန်းကောင်များပြန်လာမှာပေါ့နော်အဲ့တော့ A minor ပဲနွေဦးကန်းကောင်များအော်ချန်နေလာဝေးအဲ့ဒီမှာဇုတ်သင်းပြဝင်မြဲဆိုရင် A minor 7ရောက်သွားပြီဇုတ်သင်းပြဝင်မြဲဝါချွေနုပွင့်ပြူရင်နေလိုက်ကုန်တော့အဲ့ဒီမှာဆိုရင် A minor 6เนาะတိကျိုးကိုကျွန်တော်တို့နှစ်ကွက်မှာထောက်တဲ့ဟာပေါ့เนาะအဲ့တော့ A minor 6ဒီလားအဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်ခုနဘူးနေဦးကံကောများအော်ချန်နေလာဝေးစုတဲ့တဝေးနေဝါချွေနုပွင့်ပြူရင်နေလိုက်ကုန်တော့ချုံငိမ့်တော့ကိုချိန်လေးကိုချိန်လေးမှာဆိုလို့ရှိရင်လေချုံငိမ့်တော့ကိုချိန်လေးနော်အဲ့မှာလေကိုချိန်လေးပါဆိုရင်ကျွန်တော်က G ပြီး G major 7နော်ပြီး G7 ပေါ့ပြီး G major 7ပြန်လာနော်အဲ့ဒီမှာသူကအဲ့လိုမျိုးအဲ့ဒီ major 7အဲ့ဒီ G7 ပေါ့နော်အဲ့လိုမျိုးလေးသူကထည့်ပြီးတော့သုံးထားတာပေါ့နော်အဲ့တော့ဒီတစ်ချက်မှာဆိုပြီး E7 ကိုပါမယ်အဲ့ပြီးရင်ဒီ chorus byte ပေါ့ chorus byte မှာဆိုလို့ရှိရင်လည်းသူက D7 ဟောပေါ့ D7 ဆိုတော့ D6 ပေါ့နော် D minor 6ခေါ်တာပေါ့D minor 6ကြာသူကဒါပဲD minor ကျော်ဒီလိုကိုင်းတယ်လက်သက်ကြွယ်လုပ်လိုက်တယ်ဒါ D minor 6ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကိုရှင်စကာလီနော်အဲ့ဒီမှာ D minor 6ရဲ့အတန်လေးတီးမှာအဲ့အတန်လေးကလှအောင်စကာလီပြောသလိုပဲနော်သူကိုနာရောက်လာပြီးတော့ကထိုင်တော်သလိုပဲနော်အဲ့ဒီမှာဒီချိန် sorry E7 လေးနော်အဲ့လိုမျိုးအဲ့ဒီညလေးပြန်ဆိုကြည့်မယ် sorry စကားလေးပြောသလိုပဲသူကိုနာရောက်လာပြီးတော့ကထိုင်တော်သလိုပဲဒီတိတ်ဆွေးဟောကပါလေးဟာချစ်စရာလေးပါကွယ်ချစ်စရာလေးပါကွယ်ဒါ C minor 7နော်ချစ်စရာလေးပါကွယ်ကိုယ်လက်ကလေးတွေနှွေးထွေးလာတဲ့ချစ်သူကလေးရဲ့ထွေးနေပါကွယ်နော်အဲ့ဒီဟာပဲအဲ့တော့အဲ့ဒီမှာပါလာတာဆိုရင် D minor 6တို့ E7 တို့ပြီးရင် C minor 7တို့နော်အဲ့ဒီဟာလေးတွေအဲ့တော့စကားလေးပြောသလိုပဲအဲ့တော့အဲ့ဒီမှာဆိုရင်ကျွန်တော်ရိုး D minor တီးမယ်စကားလေးပြောသလိုပဲနော်ဒါရိုးဒဲပြောဒဲဆိုတော့ကျွန်တော်အတန်ရိုးပဲထားမှာစကားလေးပြောသလိုပဲဟိုမှာကြာစကားလေးပြောသလိုပဲအဲ့ဒီမှာဆိုလို့ချင်းအဲ့ဒီဆိုတဲ့အတန်လေးအဲ့ဒီဂီတာကော့ပုံမူတီးပြီးကြောင်းလဲမှုလေးရှိရပါတော့ဒါကတော့ဒါကိုငှက်ချင်းတွေထဲမှာတော်တော်များများ
သူကတော့လို့ major 7 တွေ minor 7တွေ diminished တွေအဲ့လိုများများသုံးတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကနောက်ကကျထူးတဲ့သချင်းအဲ့လိုပေါ့နည်းနည်းထူးခြားတယ်ပေါ့နော်အဲ့ဒီဟာလဲG major 7ရဲ့စတဲ့သချင်းပေါ့ကိုငှက်ရဲ့ဒီအပြန်ဆွဲသချင်းပေါ့နော်ဒါလည်းကိုငှက်သချင်းတွေများများနားထောင်မှုတွေလောက်ပဲသိမှာအဲ့ဒီသချင်းမှာဆိုလဲ G major G7 ရဲ့နေစဝင်အဲ့တော့ဝင်တဲ့အခါမှာကျတော့ဒီ G major 7အတန်နဲ့စဝင်တာဖြစ်တဲ့အတွက်ဝင်တဲ့နေရာမှာ key လွဲသွားတတ်တယ်ပေါ့နော်တချင်းနားထောင်ရဝါမှာပဲရမှာပေါ့ပြီးရင် C7 or C9 နဲ့ပါနော်အဲ့တော့အစင်းမှာဆိုလဲတော့ပဲနည်းနည်းအတန်းတော့ခုနပြောသူနည်းဟိုပါပေါ့နော်ဖွင့်ဆိုလို့သိအစီအမပြေလို့ပေါ့နော်သိခံပြီပေါ့ကူတော့ငါနားလေနိုင်ပါပြီဒီကြခဲ့တဲ့လေဒီနိုင်တော့ဟိုခွဲလို့ရင်းနေငါပြန်ခဲ့ရပြီခုတော့ငါတည်တဲ့ခဲ့ပါပြီအဲ့ဒီမှာဆိုရင်ကျွန်တော်က copyright လက်ရှိတဲ့အတွက်အများကြီးသုံးပြတော့ပေါ့အဲ့တော့ခုတော့ငါနားလေနိုင်ပါပြီဒါ G7 တန်ထွက်တဲ့တန်ပေါ့နော်ရိုး G ကိုပဲတီးမယ်ဆိုရင်ခုတော့ငါနားလေနိုင်ပါပြီအဲ့လိုမျိုးထွက်မှာအဲ့တော့ G7 နဲ့ဆိုရင်ခုတော့ငါနားလေနိုင်ပါပြီဟိုအသေးပါဆိုရင်ဒီ C9 ပေါ့ C7 ပေါ့ဒီဆိုရင်ဆို F major 7ပေါ့ဘယ်အဘာရီတေချာပိုင်တယ်မသိရင်တော့ဘယ် F major 7ပြန်လာမယ်ဘယ်ရာတေချာခဲ့တယ်လေဒီနိုင်တော့ရင်းနေပြီး A major 7အောက်တန်လာခဲ့ရပြီဒါမျိုးလေးသုံးသက်တာပေါ့ဒါတော့ best fight မှာပါတဲ့ call လေးတွေပေါ့နော်အဲ့တော့တခါရင်အဲ့ဒီ7နဲ့ major 7နဲ့စပြီးဝင်ရတဲ့ရှင်မျိုးတွေရှိရပါတော့ဟိုအောင်ထက်ရဲ့ဒီထာဝရမန္တလေးဆိုရင်ဒီ major G 7နဲ့စပြီးတော့ဒီအိုးဆိုနေမှာဒီ G7 နဲ့စဝင်တော့ဗောနော်အဲ့လိုမျိုးကြီးရှိတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်နောက်ဆုံးတစ်ခုဗောနော်ဗီဒီယိုရဲ့နည်းနည်းရှင်းနေပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်တို့ဒီအားလုံးဒီလူငယ်တွေကြားထဲမှာဒီလူကြိုက်များတဲ့ရှင်တွေဗောအဲ့တော့ shine ဗောနော်ဆိုတော့ shine ပြီးဆိုထားတယ်မင်းတွက်ငါတရှင်ဗောအဲ့ဒီမှာဆိုလဲကျွန်တော်တို့ကသူက A major 7နေစပြီးတရှင်စဆိုတာရိုး A major ကောမဟုတ်ဘူးနော် A major 7အဲ့တော့ A major 7ကိုဒီလိုကိုင်လိုက်ရတယ်နော်ဒီကွက်ထဲမှာပဲကိုတန်းတက်ပြီးပေါ့ပြီးရင်ဒါရိုးလွယ်အောင်တီးမယ်ဆိုရင်ရှေ့မှာပဲတီးမယ်ဆိုရင်3ကြိုးဖြီးမယ်4ကြိုး2ကြိုးပေါ့အဲ့တော့ D7 ကိုအပေါ်တစ်ဆင်းတက်လိုက်ရင် A major 7တန်ရတယ်အဲ့တော့ तू ကကြတော့အဲ့ဒီမှာ A major 7တန်ပေါ့ရေကုန်တဲ့မြန်သာငါထိမရပြီခွဲလုံးလုံးမင်းမျက်နှာမပြောအရာအလုံးရင်ထဲမှာတင်ကြနေစေလို့ရောက်စေငါကမင်းတို့ပါပဲမိတ်ကလေးရဲ့နော်အဲ့ဒီမှာဆိုသူကစဝင်တဲ့ A major 7နဲ့ဝင်တာဒါလို့ကျွန်တော်ကရိုး A major ကော့နဲ့ပဲဒီပဲတော့အတန်တော့ကမတူတော့ဘူးပေါ့နော်ရေခုန်တဲ့မြန်နာငါထိမရပြီကွယ်ဒါရိုးတဲ့အတန်တွေပေါ့နော် major minor အတန်တွေပေါ့အဲ့တော့ခုနကကျတော့ရေခုန်တဲ့မြန်နာငါထိမရပြီကွယ်လုံးလုံးမင်းမျက်နှာ E flat minor 7
နာမေပြောရာအလုံးရင်ထဲမှာရင်ထဲနော်ဒီ flat 7ခေါ်တာပေါ့ရင်ထဲမှာတင်ချင်နေနော်အတန်းရင်ထဲမှာတင်ချင်နေမတူးနော်ရိုးဒီ flat တီးမယ်ဆိုရင်လည်းသူကဒါမျိုးဖြစ်သွားမှာအဲ့တော့ဒီ flat ကြတော့ရင်ထဲမှာတင်ချင်နေဒီလိုမျိုးတီးလို့ရတယ်ဒီ flat 7ဒါမျိုးတီးလို့ရတယ်ဒါတော့ C7 နေပွားရတဲ့အတန်းပေါ့အဲ့ဒီချိန်မှာတိကျိုးတန်ထည့်မတီးနဲ့ပေါ့နော်ဒါဒီ flat 7ပဲအဲ့တော့ဒီလိုတီးတတ်တဲ့ဆိုရင်လည်းဒီ flat 7အတူတူပဲပေါ့နော်ဒီလက်ကိုဒီလိုဘားကောက်ကင်မယ်ပြီးရင်လက်တန်းဒီကိုထောက်လိုက်ရင်ဒါဒီ flat 7ပဲပေါ့နော်အဲ့တော့အဲ့ဒီမှာလေတချင်းတွေကကျွန်တော်ကခုနပြောဆိုကော့တွေနဲ့ဒီဆိုတဲ့အတန်းနဲ့အဲ့လိုကွက်တီကြောက်ဖို့အဲ့လိုမျိုးဟောပါတော့ကော့တွေကိုလည်းတခြားသူတချင်းတွေအတိုင်းကွက်တီအနီးဆက်ဆုံးယူအောင်ရအောင်ပေါ့နော်တီးရမယ်ပေါ့ပြီးဆိုတဲ့နေရာမှာလည်းလုံးဝတချင်းကိုနားယူအောင်ကျွန်တော်များများနားထောင်မယ်ပေါ့နော်ဒါမှတချင်းဆိုတော့ဆိုတာဘယ်နာလေးမှာဘယ်လိုတိုးဝိုင်းဘယ်နာဘယ်လိုကျဲသွားလဲပေါ့အဲ့လိုမျိုးပေါ့ပြီးရင်ဘယ်နာလေးမှာတော့သူ့ရဲ့အခြားအတန်းတွေကဘယ်လိုဒီ vibration ခေါ်တာ vibrato ပေါ့နော် vibrato လည်းခေါ်တယ် vibrato လည်းခေါ်တယ်အဲ့ဒီအတန်းလေးလှုပ်သွားတာတော့ဒါမျိုးလေးပေါ့ဒါကြတော့တက်ကျင့်ယူရတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တရှင်တီးခတ်တီဆိုတဲ့နေရာမှာဒါလေးတွေကလုံးဝအရေးကြီးတယ်ဆိုတာကျွန်တော်တစ်ချက်ပြောချင်တာပေါ့နော်တချို့ကတွေးပါတယ်အဲ့ဒီဒီ G ကောနဲ့တီးနေကြပါတော့ချိုင်းတချင်းကိုပဲ G ကောနဲ့တီးတယ်UG day နဲ့တီးကြပေါ့ G major 7နဲ့တီးမယ်ဆိုလည်းရတယ်အဲ့တော့ G ကောနဲ့တီးမယ်ဆိုဘာဖြစ်သွားမလဲဆို G key ပေါ့နော်အဲ့တော့ A ပြီးရင်ကျွန်တော်ကဟောပေါ့နော် B အဲ့တော့ A နေကနေ G ဆိုတော့ကျွန်တော်ကA ရဲ့ရှေ့မှာ G ရှိတယ်เนาะ ABCD EF G ပြီးရင် A ပြန်စားအဲ့တော့ A ရဲ့ရှေ့မှာ G ရှိတယ်အဲ့တော့ G ကောနဲ့တီးမယ်ဆိုခုနချိုင်းတချင်းရဲ့ key ကိုတပါးရှော့လိုက်တာပေါ့เนาะ1 tone ပေါ့1 tone ရှော့လိုက်တဲ့ရမယ်ပေါ့အဲ့ဒါဆိုတော့ကိုအတွက်ဆိုရတာလဲတက်တောင်တက်တာဖြစ်မယ် oral နေရာတွေပေါ့เนาะတကယ်လို့ကိုအတွက်ကလည်းမူရင်း key နဲ့မှဆိုရတီးရတာအဆင်ပြေဆိုလဲမူရင်း key နဲ့ပဲတီးပြီးဆိုပေါ့เนาะအဲ့လိုမျိုးပေါ့အဲ့တော့ဒီဗီဒီယိုလေးကကျွန်တော်ဒီသချင်းတီးခတ်တီးဆိုရင်မှအရေးပါတဲ့ဟာလေးကိုကျွန်တော်ဒါလာပြီးပွေမျှပေးရပါတော့အဲ့တော့နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်တို့ကဒီအလင်းတင်တယ်လို့ပေါ့နော်ကျွန်တော်ဟိုဟာလေးတွေနောက်ထပ် share လေးတွေထပ်လုပ်ပြီးတော့ပေါ့နော်ဒီဗီဒီယိုကျွန်တော်ဒီလောက်ပဲပေါ့နော်အားလုံးပဲတတ်တာပါ